သားတို့သမီးတို့ရေလူနဲ့မြမာတို့ဤမြတ်စွာဘုရားကိုရှိခိုးကြရမယ်နော်တို့မြတ်စွာဘုရားအလောင်းတော်ဟာသူတိတာနတ်ပြည်မှာတေတကေတုဆိုတဲ့အမည်ရှိတဲ့နတ်သားတော်ဖြစ်တော်မူတဲ့အခါစัจ java လာတိုက်တောင်းကနတ်မြမာတွေဝိုင်းဝန်းတောင်းမှလို့နတ်သက်ချွေးကလူပြည်မှာပဋိတန်တီတည်နေတဲ့ကွယ်မေတော်ကတော့မဟာမာယာဒေဝီဖြစ်ပြီးခမည်းတော်ကသုတ်တော်ဒနာမင်းကြီးပါတိုင်းပြည်ကတော့ကပ္ပိလဝတ်တိုင်းပြည်ပေါ့ပဋိတန်တီယူတဲ့အချိန်ကတော့မဟာတက္ကရာ69ခုဝါဆိုလပြည့်ကြာသပင်းနေမှာဖြစ်ပါတယ်ကွယ်ကဲကလေးတို့ရေဗုဒ္ဓမြတ်စွာဘုရားကိုတေးလင်္ကာလေးတွေနဲ့ရှိခိုးပူဇော်ကြရအောင်နော်ရှင်မေကျွတ်တိတ်တယ်တောင်းကွင်းစကြာဝလာသုံးလူရှင်မေကျွတ်တိတ်တယ်တောင်းကွင်းစကြာဝလာနာကြမတို့ညီညာယုံစုတောင်းမှမှုကြောင့်ရတုနကိုရှုံရှုံဆိုသည်နာကြမတို့တောင်းမှမှုကြောင့်ရတုနကိုရှုံရှုံဆိုသည်ဝါဆိုလာရင်ကျွမ်းမင်းနေဝဲချမ်းမြေ့ကြည်ပြူတန်တေယူသည်နတ်လူငိမ်မကိမ့်ပါဝါဆိုလာရင်ကျွမ်းမင်းနေဝဲချမ်းမြေ့ကြည်ပြူတန်တေယူသည်နတ်လူငိမ်မကိမ့်ပါကလေးတို့ရေမြတ်ဗုဒ္ဓအလောင်းတော်ဟာပရိသတ်နေယူပြီး10လအကြာမဟာတက္ကရာ68ခုနှစ်ကဆုံလာပြီတောက်ကြံနေမှာချမ်းမြေ့တရားလှတဲ့လုံမနီအမည်ရှိတဲ့အင်ဂျင်ဥယျာဉ်မှာဖွားမြင်တော်မူပါတယ်ဖျားလောင်းတော်ဖွားမြင်တော်မူတဲ့အခါကဘာမြေကြီးကတုန်လှုပ်ခါပူဇော်ပါတယ်အဲ့ဒီလူဖျားလောင်းတော်ဖွားမြင်တော်မူလာခြင်းဟာလူနဲ့တို့ရဲ့နိဗ္ဗာန်ရောက်ရာလမ်းစာဖြစ်ခဲ့ပါတယ်ကွယ်ကဲဒါကြောင့်တောက်ကြနေဖွားမြင်လင်္ကာသရှင်လေးနဲ့ပူဇော်ကြရအောင်နော်ဒီလင်္ကာလေးဟာလေဒီဆရာတော်ကြီးရေးသားပြုစုပူဇော်ခဲ့တဲ့လင်္ကာလေးဖြစ်ပါတယ်ကွယ်တန်ဒီယူဟာဆဲလာကြတော့မဟာတက္ကရာ68ကျော်ကဆုံလာပြီတောက်ကြနေဝဲချမ်းမြေ့ဆိုစီလုံးနေနိုင်မဟီလိုက်စုဘာလို့မူသည်ညလူအောင်မြို့လမ်းမှာတန်ဒီယူဟာဆဲလာကြတော့မဟာတက္ကရာ68ကျော်ကဆုံလာပြီတောက်ကြနေဝဲချမ်းမြေ့ဆိုစီလုံးနေနိုင်မဟီလိုက်စုဘာလို့မူသည်ညလူအောင်မြို့လမ်းမှာသားတို့သမီးတို့ဖျားအလောင်းဟာဖွားမြင်တော်မူပြီးပြိုမြင့်နုနယ်16နှစ်အရွယ်မှာရွှေနန်း3ဆောင်ကို73နှစ်ကြာအောင်စံမြန်းတော်မူခဲ့ပါတယ်။နုပြိုစဲဖြစ်တဲ့29နှစ်အရွယ်မှာနတ်တို့ပြတဲ့နမိတ်ကြီး၄ပါးကိုမြင်ရလို့သင်္ခါရတရားတို့နဲ့ပတ်သက်ပြီးထိတ်လန့်ကမဟာတက္ကရာ69ခုနှစ်ဝါဆိုလပြည့်တနင်္လာနေ့မှာတောထွက်တော်မူပါတယ်။အဲ့ဒီချိန်ကစလို့တောမြိုင်တွင်ကကြောင်းသင်္ကန်းမှာဒုက္ခရစရိယာကြင်ကြံနေတာပေါ့ကွယ်ကဲအဲ့ဒီအကြောင်းလေးကိုလည်းလေဒီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့တောထွက်လင်္ကာလေးနဲ့ပူဇော်လိုက်ကြရအောင်နော်ဝါမြင်းရောက်တော်16
16နှစ်ရွယ်ပြူနုနယ်၌သုံးဝဲရွှေနံပိန်မြန်ပြီးလေ73နှစ်လျက်ဘုရားလျက်လူစံတော်မူ၍ရွယ်မှုလူဖြူ29ဝေလေးမျိုးနမိတ်နတ်ပြားဟိတ်ကြောင်းရွှေစိတ်မျိုးသံဝေကဝါစုလာပြေချမ်းမင်းနေဝဲချမ်းမြေရကုန်တော့ရင်ယုံပြီးဆုံးမြိုင်ပြင်းခံပါဘူး ကလေးတို့ရေအလောင်းတော်ဟာတောငိန်တွင်မှာဒုက္ခရစရိယာကို6နှစ်ကျင်းပြီးမဟာတက္ကရာ103ခုနှစ်ကစုံလပြေဗုဒ္ဓဟူးနေ့မှာမြင့်မြတ်တဲ့မြေပြင်ပေါ်ရှိဘောဓိညောင်မင်းအောက်မှာကြည်လင်ချမ်းမြေစွာတည်င်းသုံးနေတော်မူပါတယ်ကွယ်အဲ့ဒီအချိန်မှာပလင်တော်ကိုလိုချင်လို့တိုက်ခိုက်လာတဲ့မန်းနဲ့နဲ့စစ်တီအပေါင်းကိုအောင်တော်မူပါတယ်မိုးတောင်ရံမှာတော့တပ်ပင်ညုဖျားစင်စစ်ဧကန်ဖြစ်တော်မူပါတယ်အလောင်းတော်ဖျားအဖြစ်ရောက်တော်မူခြင်းတဲ့ဟာစัจ java လာတိုက်တထောင်းကိုပြန့်နှံ့ကြော်ကြားသွားပါတော့တယ်ကွယ်ဒီခါမှာလေတီဆရာတော်ဖျားကြီးရဲ့ဗုဒ္ဓဟူးနေ့ဖျားပြည့်လင်္ကာလေးနဲ့ပဲပူဇော်ကြပါစို့နော်စိန်ကြီးရိုင်းကြီးရိတ်ကြီးတော်ဝဲတော်ရိတ်မြိုင်မောရှောင်းနေမျော၍ခါတော်တဖုံဝင်းကြီးညုံကကစုံလာမြေစင်နေနေဝဲမြေပရမီပလီဝေရွှေညောင်တော်သည်ပိတ္တိမနီနေတော်မူလျက်ရံမျိုးကလေးပိုင်နေကိုအလေးသေးဖြောက်အလေးထောက်ကထွန်တောက်ဖုံတော်တောင်းလုံးပြောသည်တုံးပေါ်လူတို့မြင်ပါဘူး သားတို့သမီးတို့ဤမြတ်ဗုဒ္ဓဟာဖျားဖြစ်တော်မူပြီးကစားပါလာလို့အမည်ရှိတဲ့အရက်ကနေ18ယူဇနာဝေးတဲ့မိဂရာဝန်တော်ကိုချီးမြှင့်ကြွတော်မူပါတယ်ကွယ်မိဂရာဝန်တော်မှာပစ္စဝဂ္ဂီ9ပါးနဲ့စัจ java လာတိုက်တထောင်းမှနတ်ပြည်မှာအပေါင်းကိုမဟာတက္ကရာ103ခုနှစ်ဝါဆိုလပြည်စနေနေ့မှာတရားဥဓမ္မစကြာကိုဟောကြားတော်မူခဲ့ပါတယ်ကွယ်ကဲသားတို့သမီးတို့အားလုံးလေဒီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့စနေနေ့ဓမ္မစကြာဟောလင်္ကာလေးနဲ့ပူဇော်လိုက်ကြပါစို့နော် အရာပြေခါမိဂရာလူစကြာရွှေပွားဖြတ်ချီပွား၍ငါးပါးဝက်ကြီးစုံအညီနှင့်မဟိတတောင်းတိုက်ပေါင်းမှခါညောင်းကလာနတ်ပြမအားဝါစုလာပြေစနေနေ့ဝဲကြွေကြွေလျံတဲ့ဓမ္မစက်ကိုမိန်ဝဲတွေးပြကိုပေါ်ကြသည်တရားလက်စီယုံနေကို ကလေးတို့ရေမြတ်ဗုဒ္ဓဟာနတ်တို့ရဲ့စီကြီးနဲ့တူတဲ့တရားဒေသနာတော်ကိုလှည့်လည်ဟောကြားတော်မူ၍ဘုံသုံးပါးနဲ့စัจ java လာတိုက်တထောင်းမှလူနဲ့မြမာတတ္တဝါများကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူပါတယ်ဒီလိုနဲ့မြတ်ဗုဒ္ဓဟာဝါတော်45ဝါတက်တော်80ပြည့်တဲ့မဟာတက္ကရာ148ခုနှစ်ကစုံလပြည်အင်္ဂါနေ့မှာမန္လာမင်းတို့ရဲ့ကုတ်တိန်နာယုံအမည်ရှိတဲ့အင်ဂျင်းဥယျာဉ်ထဲမှာပြိဋိဘံဆံတော်မူပါတယ်ကွယ်မြတ်ဗုဒ္ဓပြိဋိဘံဆံတော်မူတဲ့အခါကမ္ဘာမြေကြီးကပါတုန်လှုပ်ခါဝမ်းနေကြောင်းပြသပါတယ်ကဲကလေးတို့အားလုံးမြတ်ဗုဒ္ဓပြိဋိဘံဆံတော်မူပုံကို
လေဒီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့ဗုဒ္ဓဝေလင်္ကာလေးနဲ့ပူဇော်ကြရအောင်နော်တရားနဲ့စီစာရွက်လေးကပမီပုံတိုင်းတတောင်းတိုင်းဝေချစ်ထိုက်သည်သူနဲ့လူပြမတတဝါကိုခိမတောင်းလို့ဘောင်းကြောင့်ဖြစ်ဆောင်ဖို့ဒီနီကဝါလီစနာတက်ကရှိစေစုံတိချီကရာလေးစရှိတက်ကရီဝေးမိမလာတိုင်းစနိုင်မရဘူးတုတ်တိနာယုံအင်းချင်းစုံနိုင်ကစုံနာဒီအင်္ဂါလေးဝေးချမ်းမြေနေဘူးစံတော်မူသည်ဝါစုကောင်းလို့ကြော်ရီကိုမောင်ညီမလေးတို့ရေမြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဆံတော်မူပြီးတဲ့အခါကြည်ညိုလို့ရှုမကြီးလောက်အောင်ရွှေစင်းနဲ့တူတဲ့လောင်းတော်ကိုမဟာတက္ကရာ148ခုနှစ်ကစုံလဆုပ်တနင်္ဂနွေနေ့မှာအခေါ်ဝေးမပါတဲ့တေဇောတက်ကလောင်ကျွမ်းပူဇော်ပါတယ်ကွယ်အဲ့ဒီလိုလောင်ကျွမ်းရတာဟာမြတ်ဗုဒ္ဓရဲ့အဓိဋ္ဌာန်ကြောင့်ဖြစ်ပါတယ်တေဇောတက်လောင်ကျွမ်းပြီးဓာတ်တော်မွေတော်များရှစ်စိတ်ကျွင်းကျန်ရစ်ခဲ့ပါတယ်ကွယ်မောင်ညီမလေးတို့အားလုံးဗေဒီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့တေဇောတက်လောင်လင်္ကာနဲ့ပူဇော်ကြပါစို့ကဲမမဆိုပြမယ်နေဘူးစမ်းမီ